အလိုတားကြီးတဲ့ကိုကြားကြီးတို့ဘုံမထားတီးကျင်စရာဝမ်ချန်ပီယံရှစ်ရဲ့အတိုင်းကျွမ်းပြီးဒီဇိုင်းလန်းတဲ့ဖိုက်တာမာလေးများအားလုံးမင်္ဂလာပါထားမထားတဲ့ရှာချားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ဝမ်ချန်ပီယံရှစ်ဆိုတဲ့အဖွဲ့အစည်းမှာအတိုင်းကျွမ်းပြီးတော့ဒီဇိုင်းလန်းတဲ့ရှော်ဒီလေးတွေကလည်းရှိလို့နေပြန်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့အာရှချားကြီးပရိသတ်တွေအတွက်အလိုတားကြီးတဲ့ကိုကြားကြီးမှာအစဉ်လိုက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီရှော်ဒီလေးတွေကတိုင်းပညာရေးချင်းရောရုပ်ရင်ယူပကားပါလူတကာထက်တမူတာနေတဲ့အတွက်ပရိသတ်အားပေးမှုအများဆုံးရရှိလာတဲ့အချောဆုံးအမျိုးသမီးဖိုက်တာမာလေးတွေပဲဖြစ်ပါတယ်နံပါတ်1 Isuki Hirata Isuki Hirata ကတော့ Android 18လို့လူသိများတဲ့ဂျပန်ဖိုက်တာမာလေးတူပါဒီကောင်မာလေးကချစ်စရာကောင်းတဲ့ရုပ်ရည်လေးလည်းရှိသလို MMA လောကမှာလည်းသူမရဲ့ရုပ်ရည်လေးကြောင့်နာမည်ကြီးတာဖြစ်ပါတယ်သူမရဲ့ fashion နဲ့လူမှုကွန်ရက်ပေါ်ကဆွဲမက်ဖွယ်ပုံရင်လေးတွေကြောင့်ဘူရီတာပရိသတ်တွေကြားမှာတော်လေးရေပန်းစားလူကြိုက်များတဲ့ဖိုက်တာမာလေးဖြစ်ပါတယ်သူမ1 championship မှာလည်းအချိုးဆုံးဖိုက်တာမာလေးတူဖြစ်သလိုဒါဒီတဲ့ကြားကြီးရဲ့မယားကြီးဖြစ်ဖို့ရေပန်းစားနေဒူလေးလို့လည်းပြောလို့ရပါတယ်နံပါတ်2 Ekaterina Vandariva ဒီကောင်မလေးတို့1 championship မှာဘာဘီလို့တင်စားခေါ်ပေါ်ကြပါတယ်အရန်မောင်းမြင်မာပြီးတော့ရုံးမလေးလို့ဒုက္ခပေးမယ်ချောမော်ရရုပ်ရင်ပိုင်ရှင်လေးဖြစ်ပေမဲ့ကျိုးဝိုင်းထဲမှာတော့ပစိုးတိုင်းပြီးပြေးရမယ်ချစ်တော့ချစ်တယ်လက်သီးရလည်းလျှက်စီးလက်တို့ကြောက်စရာကောင်းတဲ့ကောင်မလေးပါသူမရဲ့အားပါပြင်းထန်တဲ့မွေထိုင်းတိုက်ကွက်တွေကြောင့်လဲနာမည်ကြီးလူကြိုက်များတဲ့ချစ်စရာကောင်းတဲ့ကမ္ဘာချန်ပီယံဟောင်းဖိုက်တာမာလေးတူပဲဖြစ်ပါတယ်နံပါတ်3 Stan Fairdas မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားမမလှလှ Stan ကတော့သူမရဲ့ပြုံးချိုချိုလေးနဲ့လူမှုကွန်ရက်ပေါ်ကသူမရဲ့ကားကွက်ဇန်းလေးတွေကြောင့်လည်းလူချစ်လူကင်းပေါ်များတဲ့ဖိုက်တာမာလေးပဲဖြစ်ပါတယ်။ Stan ဟာ1ရဲ့သမိုင်းတစ်လျှောက်မတူညီတဲ့အားကစားနည်း၃မျိုးဖြစ်တဲ့မွေထိုင်းကစ်ဘောက်ဆင်နဲ့ MMA မှာကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့တဦးဒီသောမျိုးသမီးဖိုက်တာမာလေးလည်းဖြစ်ပါတယ်။ Stan ဟာလက်ရှိမှာစော်ကားပြင်းမဲ့ကြော်သားဝင်းတို့နဲ့လည်းဂျင်းတစ်ခုတည်းဖြစ်သလိုမြန်မာပရိသတ်များပြားရဲ့အားပေးဝန်းရံခြင်းကိုခံထားတဲ့ဖိုက်တာမာလေးပဲဖြစ်ပါတယ်။နံပါတ်4 Rika Ishiki ဒါနီဒေါ်လို့အမည်ပြောင်းပေးထားတဲ့ Rika ထိုင်းဂျပန်ကာပြားမာလေးတူဖြစ်ပြီးတော့1ရဲ့ပထမဆုံးနဲ့အချောဆုံးစည်းဝင်ဖိုက်တာမာလေးတူဖြစ်ခဲ့ဘူးသူပါ။သူမရဲ့ထိုးတတ်တဲ့ပုံထက်သူမရဲ့မော်ဒယ်တယောက်လိုချောမောမှုတွေကပရိသတ်ကိုဆွဲဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ခုချိန်นี้လဲရီကာခြေစင်းထားတဲ့ရေစင်းကားလေးလို့ပြောလို့ရသလိုစပင်တိုလေးနဲ့ဂျင်ကိုလည်းမပြတ်စော်ကစားနေသေးတဲ့1 championship ရဲ့အချောဆုံးဖိုက်တာမာလေးတွေကတအူးပဲဖြစ်ပါတယ်။နံပါတ်5 Super Gay Drone Set အကြမ်းမောင်းကောင်းပြီးထိုးချက်ကန်ချက်တွေကဂျားကြီးတို့နှလုံးသားလေးကိုလောက်ခနိုင်သွမ်းရှိတဲ့သူလေးကတော့လူတကာချွဲမဲ့စူပါဂဲလေးပဲဖြစ်ပါတယ်။အညိုစင်လေးနဲ့အိုဂျင်သေးတယ်ဆိုရင်ညိုကီတို့အားပေးမှုနဲ့တူသူမရဲ့မွေတိုင်းဆွဲနေကြောင်း1 championship မှာလည်းနာမည်ကြီးတဲ့ချစ်စရာကောင်းတဲ့ဖိုက်တာမာလေးတယောက်ပါအပြုံးတွေကဘုံတွေလားပေါက်ကွဲအပြင်းထန်လို့ကန်ချက်တွေကလည်းဂျယ်ရီလာတွေမမြင်ရတော့အောင်ဂျာကြီးကိုတသက်မမေ့နိုင်စရာအခိုက်အတန့်လေးတွေဖန်တီးပေးနိုင်မဲ့သူလေးဟာစူပါဂဲမှာလွဲတခြားသူမရှိပါလို့တော့ပြောလို့ရပါတယ်နံပါတ်6 Chiago and Fairdas ဇော်ကာပြင်းမဲ့ကြော်သာဝင်းတို့ရဲ့ Fairdas ဂျင်က Chiago တော့မြန်မာပရိသတ်တော်များများရင်းနှီးပြီးသားဖြစ်မှာပါချစ်စရာလည်းကောင်းလို့လက်သီးလည်းပြင်းတဲ့ Israel သူလေးဟာ Fairdas ဂျင်ရဲ့အကောင်းဆုံးမျိုးသမီးဖိုက်တာမာလေးလို့ပြောလို့ရသလိုမာမာစတန်လိုမျိုးပဲ1 championship ရဲ့အချောဆုံးဖိုက်တာဆင်းဝင်တဲ့ဖိုက်တာမာလေးပဲဖြစ်ပါတယ်ဒီကောင်မာလေးရဲ့မြန်မာရိုးကလက်ဝဲလက်ခမောင်းခတ်တဲ့ပုံစံလေးနဲ့မင်္ဂလာပါကျေးဇူးတင်ပါတယ်ဆိုတဲ့မြန်မာစကားမပြီးတပြီပြောတတ်တဲ့ပုံစံလေးတွေကြောင့်လဲမြန်မာပရိသတ်အများစုကကြော်ကြီးရဲ့ဘော်ဒါကြီးရှီရာကိုအားပေးဝန်းရံနေကြတာပဲဖြစ်ပါတယ်ဒါကြောင့်အာရှချာကြီးပရိသတ်တွေထဲမှာရောအခုဖော်ပြပေးထားတဲ့ဖိုက်တာထဲမှာဘယ်သူကိုကြိုက်ဆုံးလဲဆိုတာပြောခဲ့ကြပါဦးစုံလီကြည့်ပြတာကျေးဇူးတင်ပါတယ်